ခုနှစ်သားသမီးသူတော်ကောင်းအပေါင်းတို့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရက်ချုပ်ဇာတာနဲ့ပတ်သက်လို့ပေါ့နော်ကလေးတယောက်အတွက်ဘယ်လိုလိုအပ်တယ်လဲဆိုတာလေးကိုဘဟုတုတပြောပြမှာဖြစ်ပါတယ်ဇာတာဆိုတာတော့အမျိုးမျိုးရှိတယ်အဲ့ဒီထက်ကမှကျွန်တော်တို့ရက်ချုပ်ဇာတာဆိုတာကကျွန်တော်တို့ကလေးတယောက်မွေးဖွားပြီးချင်းနော်မွေးပြီးတာနဲ့တစ်ဖက်မှာမွေးပြီးဒီဘက်မှာတခါတည်းပညာတဲ့ကိုဇာတာအပ်ပြီးတော့ရက်ချုပ်ပြုရခြင်းအကြောင်းကိုပြောပြတာဖြစ်ပါတယ်ဒါဘယ်လိုကြောင့်ရက်ချုပ်ဇာတာဖြစ်ပေါ်လာခဲ့တယ်လဲဆိုတော့ရှေ့ကနေကလေးတွေမွေးတယ်အဖက်မတင်ဘူးဆုံးသွားတယ်ကလေးတွေမွေးတယ်အဖက်မတင်ဘူးဆုံးသွားတယ်ဒီလိုမိခင်ဖခင်တစုံမှာပေါ့နော်မိခင်ဖခင်တစုံမှာကလေးတွေမွေးတိုင်းအဖက်မတင်ဘူးအဖက်မတင်တဲ့အခါကျတော့အဖက်တင်အောင်ဆိုပြီးတော့ရက်ချုပ်တာနော်လူပြည်မှာလူဘဝအတွက်ရက်ချုပ်ပြီးတော့ယူလိုက်တယ်ဆိုတဲ့နမိတ်နဲ့ရက်ချုပ်ဇာတာဆိုတာဖွဲ့ခိုင်းတာဖြစ်ပါတယ်ပေါ့အဲ့တော့ရက်ချုပ်ဇာတာဒီကျွန်တော်တို့တစ်ဖက်မှာကလေးတယောက်မွေးပြီးဆိုတာနဲ့တရက်ထဲတင်ပဲအဲ့ဒီနေ့ကိုပဲတခါတည်းခုလာရက်တက်ကရကိုမှတ်ပြီးတော့ဘယ်ရင်ဆရာပညာတဲ့စီမှာတွားပြီးတော့ရက်ချုပ်ပြီးတော့ရက်ချုပ်ဇာတာဆိုပြီးတော့ဖွဲ့ကြတာဖြစ်ပါတယ်တနည်းအားဖြင့်အဲ့ဒီအဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ထောင်ဘဏ္ဍခုဖွားထောင်300ဘဏ္ဍခုဖွားမှာမွေးဖွားတော့ဘယ်လားဘယ်ရက်မှာမွေးဖွားတော့ဘာနေတာဘာနေသမီးပေါ့ဥပမာမင်္ဂလိဆိုဘာနေသမီးပေါ့နော်မွေးဖွားသူမဘသူဒီဒီကနေ့ဒီရက်အချိန်ခါမှစပြီးတော့လူပြည်မှာဒီနေ့ကစပြီးတော့လူပြည်မှာချုပ်ကင်ပြီးရက်တည်နိုင်ကြပါသေးနင်းရဲ့အသက်ကိုငါတို့ချုပ်ကင်ရက်တည်နိုင်ခွင့်နဲ့အသက်120ရှေပါစေတော်ဆိုပြီးတော့မှဒီလိုဇာတာပေါ်မှာရေးရတာဒီလိုဇာတာပေါ်မှာရေးပြီးတော့ရက်ချုပ်ဇာတာဆိုပြီးတော့လောက်တာအဲ့လိုတော့နထပူးတော့မဟုတ်ဘူးပေါ့နော်ဒါနထပူးဥစ္စာတာတလွာပဲတရွက်ချင်းတလွာပေါ်မှာတရွက်ချင်းတလွာပေါ်မှာပေါ့နော်တရွက်ချင်းတလွာပေါ်မှာဒီလိုရက်ချုပ်ဇာတာစာ9ကြောင်းပဲရေးရတယ်ဒါတော့စာ9ကြောင်းနဲ့ဥပမာပြနေတာဖြစ်တယ်ဒါကြောင့်ရက်ချုပ်ဇာတာဆိုတာကလေးတွေအဖက်မတင်တဲ့အခါပညာတဲ့စီမှာမွေးချင်းတခါတဲ့တရက်ထက်အတွင်းချုပ်ကင်ပြီးယူလိုက်တဲ့အဓိပ္ပာယ်ကိုရက်ချုပ်ဇာတာပြီးတော့ပေါ်လာတာဖြစ်ပါတယ်ဒါလူကြီးပိုင်းနေဖွဲ့เสียမလိုပါဘူးအဖက်တင်တဲ့ကလေးတွေအရွယ်မှာဆိုလို့ရှိရင်လည်းမလိုပါဘူးဒါဘဟုတုတဖြင့်ရက်ချုပ်ဇာတာအကြောင်းပြောပြတာပါနောက်ရက်ကိုလည်းဇာတာအကြောင်းနေပြောပြပါအောင်မယ်ပြောပြမှာပါအားလုံးစောင့်ဆိုင်ပြီးမှနေပေးပါ follower လေးတွေလောက်ထပါဆရာပြောပြတာလေးတွေလည်းလူတိုင်းသိရအောင်ပေါ့နော်ချဲလေးတွေနဲ့ကူညီပေးပါ